nghĩ nào chúng cô có biết là nhá nó có tập long ta đây muốn em mới xài đó đó biết sao bị bảo မင်္ဂလာပါကျွန်တော်ကတော့ဇေဘပညာဖြစ်ပါတယ်ဒီပညာမိဘ33ပါ mọi người đấy mẫu uaกับbạn sai nó có piu hà bao chục bội မင်္ဂလာပါကျွန်တော်ကကိုဖြိုးပါMSI ဒါပါ မင်္ဂလာပါကျွန်တော်ကတော့ရဲဘော်ထုံကြီးပါ MSI ကပါ okဒီနေ့မှာဆိုလို့ရှိရင်ကျမတို့ရဲ့ညီနောင်တပ်ဖွဲ့ဖြစ်တဲ့ MSR နဲ့ဒီဘီဟာ33ရဲ့ပထမဦးဆုံးစကဝိုင်းလေးဖြစ်တယ်ပေါ့နော်ဒီစကဝိုင်းမှာကျမတို့ပထမဦးဆုံးအနေနဲ့ဘာအကြောင်းကိုဆွေးနွေးကြမလဲဆိုလို့ရှိရင်ဖက်စစ်လူရေးပွဲအကြောင်းဖြစ်တယ်ဖက်စစ်လူရေးပွဲပေါ့နော်ဒီစကားစားကနေပြီးတော့သူတို့ကျင်းပပြီးလုံးမဲ့အတူရောင်ရွေးကောက်ပွဲအကြောင်းရွေးကောက်ပွဲအပေါ်မှာကျမတို့ဒီရဲဘော်တွေအနေနဲ့ဘယ်လိုမျိုးမြင်လဲဆိုတဲ့ဟာကိုကျမတို့ဆွေးနွေးသွားကြမှာဖြစ်တယ်ပေါ့နော်ပထမဦးဆုံးအနေနဲ့ကျမတို့ရဲ့ဒီဟာ33ကရဲဘော်ကိုပညာကိုဖိတ်ခေါ်ခြင်းနဲ့ဘယ်လိုမျိုးမြင်လဲပြီးတော့လက်ခံတာစန့်ကျင်တာဆိုတဲ့အကြောင်းပါပြောစီချင်ပါတယ် ကျွန်တော်တို့ဒီခုပေါ့နော်ကျွန်တော်တို့ဒါနေဦးတော်လှန်ရေးလောက်ရတယ်ဆိုတော့အကြောင်းကအစကဘာလဲဆိုတော့နံပါတ်1ကကျွန်တော်တို့ကအစင်းဆက်ဆက်အာဏာရှင်ရဲ့နှိပ်စက်မှုဒဏ်တွေကိုကျွန်တော်တို့ခံခဲ့ရတာလေအဲ့နှိပ်စက်မှုဒဏ်တွေခံခဲ့ရပြီးတဲ့နောက်မှာကျွန်တော်တို့ဒီလိုပေါ့နော်အကန့်အနေနဲ့ကျွန်တော်တို့က1988ရေးခင်းတော့ဟာလားဟိုနေ့ကျွန်တော်တို့က2000ရှိပါအောင်တော်လှန်ရေးတို့ဟုတ်လားအဲ့ဒီဗီဒီယိုမှာကျွန်တော်တို့2021နွေဦးတော်လှန်ရေးဆိုပြီးကျွန်တော်တို့ဆက်ပြီးသွားတဲ့အနေထားမှာကျွန်တော်တို့ကဘာကိုမကြိုက်တာလဲဆိုတော့ဒီစစ်အာဏာရှင်စနစ်ကိုကျွန်တော်တို့မကြိုက်ဘူးနောက်တစ်ချက်ကလူမျိုးကြီးဝါဒကျင့်သုံးတာကိုကျွန်တော်တို့ကမကြိုက်ဘူးကျွန်တော်တို့မှာဒန်းတူညီမျှအခွင့်မရလို့ကျွန်တော်တို့မကြိုက်တဲ့အတွက်ကျွန်တော်တို့ဒီအနေနဲ့အရရက်ကနေပြီးတော့မိသားစုတွေစွန့်ခွာကိုယ့်ရဲ့ပိုင်ဆိုင်မှုတွေအကုန်လုံးစွန့်လွတ်ပြီးတော့ဒီတော်လိုင်းကြီးတဲကိုရောက်လာတယ်ပေါ့နော်အဲ့တော့ကျွန်တော်ကိုမေးမယ်ဟုတ်စကောင်းမနေလို့တဲ့ဒီအတူရောင်ရွေးကောက်ပွဲကြီးကိုလက်ခံလားလက်မခံလားဆိုရင်တော့ကျွန်တော်တို့ဒီလောက်ရင်းနှီးမြှုပ်နှံထားပြီးပြီလေဘာမှလက်ခံစရာအကြောင်းကိုမရှိ မှန် ဘူး တယ် လုံးဝလက်ခံစရာအကြောင်းမရှိဘာဖြစ်လို့လဲဆိုတော့စစ်မှန်တဲ့ရွေးကောက်ပွဲလည်းမဟုတ်ဘူးအတူရောင်ရွေးကောက်ပွဲဆိုတာကိုတကယ်နားလည်တဲ့တက်တိတဲ့လူတိုင်းပေါ့နော်ပြီးရင်ခံစားချက်ရှိတဲ့လူတိုင်းကနားလည်မယ်သဘောပေါက်မယ်လို့တော့ကျွန်တော်ကတော့ဒီလိုလေးပြောချင်ပါတယ် ဆိုတော့ဒီနေရာမှာပေါ့နော်ကျမဆိုလို့ရှိရင်လည်းလုံးဝကိုယုံကြည်မရှိဘူးကွာဒီဆရာနာရှင်ကလုပ်တဲ့ရွေးကောက်ပွဲကိုနည်းနည်းလေးမှမယုံဘူးဘာလို့မယုံလဲဆိုလို့ရှိရင်ယုံကြည်ရတဲ့လူတွေမဟုတ်ဘူးကွာဒီကောင်တွေကယုံကြည်ရတဲ့လူတွေမဟုတ်ဘူးပြီးတော့သူတို့လုံပုံလုံနည်းကိုကြည့်မယ်ဆိုရွေးကောက်ပွဲဆိုတာကျမတို့ကပြည်သူလူထုကိုကိုစားပြုဖို့အတွက်ရွေးကောက်တဲ့ပွဲဖြစ်တယ်ဒီအပေါ်မှာလွတ်လပ်ပြီးတရားမျှတမှုဆိုတာလုံးဝမရှိဘူးဘာလို့လဲလိုက်လေပေးတာနဲ့ဦးထောင်တန်းရောက်နိုင်မဲ့ဟာယူကျမတို့ဘာကိုသွားယုံရမှာယုံကြည်စရာအကြောင်းလည်းမရှိဘူးပြီးတော့နောက်တစ်ချက်ကအဓိကအကျဆုံးကဘာလဲဆိုလို့ရှိရင်ကျမအနေနဲ့ပြောရရင်2008ခြေဦးဒီရွေးကောက်ပွဲက2008ခြေဦးပေါ်မှာအခြေခံပြီးလှုပ်ထားတဲ့အတွက်ကြောင့်ကျမတို့စနစ်အပြောင်းလဲအတွက်တိုက်နေတဲ့ຫນွေဦးတော်လှန်ရေးကိုဒီရွေးကောက်ပွဲကြောင့်မတည်သွားစေချင်ပြောရရင်မတည်သွားစေချင်ဒီအတွက်ကြောင့်ကျမတို့ကတော့2008ခြေဦးကိုလည်းလက်မခံဘူးဖြစ်သိမ်းတဲ့အစီအထိကိုရောက်နေတဲ့အခြေအနေမှာဒီရွေးကောက်ပွဲဖြစ်မြောက်တယ်ရွေးကောက်ပွဲကိုလက်ခံတယ်ဆိုရင်ကျမတို့ကလက်မခံဘူးတည်ချတယ်ဒါပေမဲ့ကျမတို့အားတစ်ခုတည်းနဲ့မရဘူးပြည်သူလူထုပါဝင်ရမယ်ဒီနေရာမှာကျမတို့စကဝိုင်းလောက်ရချင်းကြီးပဲကြက်တည်တယ်ပြည်သူလူထုအနေနဲ့ဒီရွေးကောက်ပွဲကိုစန့်ကျင်ရအောင်ပြီးတော့ဒီမပါဝင်ဖို့အတွက်ကိုတိုက်တွန်းခြင်းလို့ဖြစ်တယ်နော်ဒီပေါ်မှာကျမတို့ညီနောင်တပ်ဖွဲ့ကရဲဘော်တွေဆက်ပြီးဆွေးနွေးပြကြပါ ကျွန်တော်အမြင်ပြောရမယ်ဆိုရင်ဒီစက္ကမလုပ်တဲ့ရွေးကောက်ပွဲကလုပ်ပွဲကြီးပဲဘာကြောင့်လဲဆိုတော့သူတို့ကြန့်ခိုင်ပါတီပဲနိုင်ပါနောက်ဆုံးမှာဒါကတို့သာဘာကြောင့်လဲဆိုတော့အင်အားကြီးတဲ့ပါတီတွေကိုဖယ်ထုတ်တယ်ဖယ်ထုတ်ပြီးတော့မှဒီအင်အားနည်းတဲ့ပါတီတွေကိုသူတို့ကဟိုစားပြောရမယ်ဆိုပြည်သူလူထုမတိတဲ့ပါတီတွေကိုသူတို့ကဒီထဲထည့်တယ်ထ
ထည့်ပြီးတော့မှသူကနောက်ပြီးဘာလုပ်လဲဆိုတော့စစ်တပ်မှာတောင်ထမ်းဆောင်နေအောင်လင်းတွေးလို့လိုမျိုး သူ့ရဲ့အမာခံတွေပေါ့မင်းအောင်နိုင်ရဲ့အမာခံလူတွေကိုသူကအဲ့ဒီပါတီတွေကိုထည့်တယ်ရွေးကောက်ပွဲကိုဝင်ခိုင်းတယ်ဝင်ခိုင်းပြီးသွားရောသူကဘာလုပ်မလဲဆိုတော့နောက်ပြီးကြတော့အခုဆိုရင်ရွေးကောက်ပွဲကဟိုစားပါတီပေါင်း59ပါတီဟုတ်တယ်59ပါတီပါမယ်အဲ့ဒီမှာမှတနိုင်ငံလုံးမှာမှတနိုင်ငံလုံးကိုရွေးကောက်ပွဲဝင်မဲ့အမတ်ဦးရေတနိုင်ငံလုံးပါမဲ့ပါတီက6ပါတီပဲရှိတယ်6ပါတီပဲရှိတဲ့အတွက်ဒါနဲတာပေါ့ပြောရမယ်ဆိုရင်ဟိုစားအရင်ခေတ်ဆက်ဟာတွေနဲ့တွက်ကြည့်မယ်ဆိုရင်ဒါနဲတယ်နောက်ပြီးကြတော့တိုင်းသားပါတီတွေအများစုပါတယ်ဆိုပြီးတော့တိုင်းသားပါတီက29ပါတီပါခဲ့တယ်ဒီမှာဒါသူကပြောရမယ်ဆိုရင်တိုင်းသားပါတီတွေအများစုပါတယ်ပေါ့ဒါလွတ်လပ်တဲ့ရွေးကောက်ပွဲဆိုပြီးတော့သူကတော့ကဘာတိအောင်လို့သူကတော့လုံမှာပဲလုံပြမှာပဲဒါကတော့အပြည့်ဒါလုတ်ပွဲမှန်းနဲ့တိကြတယ်တိတဲ့ပြည်သူတွေကလည်းတိတယ်အဲ့အတွက်စန့်ကျင်တဲ့ဟာတွေကလည်းစန့်ကျင်တယ်ပြည်သူကိုဟိုစားဘယ်လိုပြောရမလဲဆိုအသိပညာပေးတဲ့တော်လိုင်းတစ်ခွက်တွေကလည်းအများကြီးရှိတယ်ရတဲ့နေရာနေဒီတော့တင်းကျပ်တဲ့အနေထားမှာတော့မြို့ပေါ်တွေမှာတော့မှလူမျိုးဟိုစားတပိတ်မောက်တဲ့ဟိုစားဘယ်လိုပြောရမလဲဒီရွေးကောက်ပွဲကိုစန့်ကျင်တဲ့အကြောင်းတွေလိုက်ပြီးတော့ပြည်သူလူထုကိုဖြန့်ဝေတာတွေပါတယ်အများကြီးလုပ်ကြတယ်။ဘာဖြစ်ဒါကလုတ်ပွဲကြီးပဲတိတိတတ်တာပဲ။ဘာကြောင့်သူကြက်ခိုင်ပဲနိုင်မှာ။ကြက်ခိုင်နိုင်ပြီးမင်းအောင်လာတန်းရွှေလိုမျိုးနားမှာမဟုတ်ဘူး။ဒီကောင်ကတမရတက်လို့မှာ။ဒီကောင်တမရတက်လို့မှာသူ့ရည်ရွယ်ချက်ကတမရတက်လို့မှာ။သူကတမရတက်လို့မှာပြီးကြရင်2008ခြေဦးမှာရှိတယ်။တမရကသူဟာဘယ်လိုပြောရမလဲဆိုတော့ဟိုးစားပေါ့။နှစ်ကြိမ်ဆက်ထမ်းဆောင်ဝင်ရှိတယ်။သူက10နှစ်ထမ်းဆောင်မှာ။အခု2036 2036ထိကိုသူကထမ်းဆောင်မှာ။ဒါကဘာကြောင့်လဲဆိုတော့သူယုံကြည်ရတဲ့သူတွေကိုသူကပါတီထဲထည့်ထားတယ်ဒီဟိုစားတက်မတော်ကနေအနာပေးပြီးတော့ဒါဘယ်လိုပဲမြင်အောင်ပဲကြည့်ကြည့်ဒါကသူကနောက်ထပ်10နှစ်ကိုသူကအာဏာထည့်ယူအောင်ပါပဲဒီ2008ခြေဦးမှာဆိုတော့သူ့အနေနဲ့လိုအပ်တဲ့ပြင်ဆင်မဲ့ဟာတွေဆိုရင်ပြင်ဆင်ပါပဲဒါကိုအခြေပြုပြီးတော့ဒီ2008ဟာလည်းသူတို့ရဲ့ဆရာတန်းရွှေရေးခဲ့တဲ့ဟာပဲလေဒါဘယ်လိုပဲဖြစ်ဖြစ်ပြည်သူလူထုထောက်ခံတဲ့ဘယ်လိုပြောခြေဦးမှာမဟုတ်တာဟုတ်တယ်မလားဒါပြည်သူတွေရဲ့ဟိုစားဘယ်လိုပြောမလဲဆိုပြည်သူတွေရဲ့အကုန်လုံးသိအောင်ဆိုပြီးတော့ပြည်သူတွေကိုဟိုစားပြည်သူတွေထောက်ခံတယ်ဆိုပြီးတော့ဒီနာဂစ်ကာလမှာလှုပ်သွားတဲ့ခြေဥကြီး လက်ခံစရာအကြောင်းမရှိဘူး မရှိဘူးလုံးဝမရှိဘူး2008ခြေကျမတို့စနစ်အပြောင်းလဲအတွက်ဆိုလို့ရှိရင်2008ခြေဥကအချုပ်ပဲဒီ2008ခြေဥကိုကျမတို့ကဒီပွဲမှာမဖြတ်ရင်ဘယ်ပွဲမှာသွားဖြတ်မလဲ အဲ့ကြောင့်ပြောတာလေ နော်ကျမပြောတာဒီပွဲမှာမှကျမတို့ဒီစနစ်မပြောင်းလဲနိုင်ဘူးဆိုရင်ကျမတို့ပြောတဲ့နောက်မျိုးဆက်သွားပြီမရတော့ဘူးဒီပွဲမှာ2008ခြေဥကိုဖြတ်ရမယ် ဒီမှာသူအာနာသိမ့်လိုက်ကြတဲ့ကဒီ2008ခြေဥကပြတ်တာပဲဘာကြောင့်လဲဆိုတော့ဟိုစားနေဝင်းတို့ဟိုစားဆိုရင်84ခြေဥ1984ခြေဥအဲ့ဒီမှာ1990မှာအာနာသိမ့်တဲ့အတွက်အဲ့ခြေဥပြတ်သွားတယ်ပြတ်သွားပြီးမှ2008ခြေဥဆိုပြီးတော့သူကပြန်တယ်အဲ့ဒီမှာမင်းအောင်လိုင်းအာနာထက်နေတယ်ဒီခြေဥကဘယ်လိုပဲဖြစ်ပြတ်ပြီပဲဒါပြတ်မှာပဲအစ်စ်ချက်ဆွဲမှာရမှာဒါပေမဲ့သူတို့အာနာရှင်ရဲ့သဘောတရားအရဆိုသူတို့လှုပ်ချင်လို့လှုပ်မှာအဲ့ရှိလို့မရှိတယ်လို့လှုပ်ချင်လို့လှုပ်မှာဘာမှဟုတ်မနေမှာမဟုတ်ဘူး မှန်တယ် ဆိုတော့ သူအာနာသိန်းတာဟိုအစလေးကြည့်အမှန်တကယ်တော့2000ပေါ်ဒီကုန်အခြေခံဥပဒေသူဖြတ်တာပဲသမရကနေသူပေးတာလည်းမဟုတ်ယာယီသမရဦးမြင့်စုပေးပြီးသူကလှုပ်ချင်တယ်လို့လှုပ်ပြီးတော့ဒီပွဲဒီပုံလည်းအမှန်တကယ်သူပြောတာသူတို့ဆရာဟိုရေးဆွဲခဲ့တဲ့ဒီ2000ပွဲဒီကုန်အခြေခံဥပဒေကြီးသူတို့ပြောတယ်ပြောပြီးသူတို့လှုပ်သွားတယ်သူလှုပ်သွားတာတွေလည်းလက်တလုံးကြားလှုပ်သွားတာတွေအများကြီးပဲရှိတယ်ကျွန်တော်ဒါကဘလို့မဟုတ်အာနာသိန်းတာလည်းလက်ခံလို့မရဘူးပွဲဒီကုန်အခြေခံဥပဒေရတော့ကျွန်တော်ကဒီဥပဒေကိုကျွန်တော်ကလက်မခံတဲ့အရာဒါကြောင့်ဖျက်ဆီးရမယ့်အရာပဲကျွန်တော်ဒါကကျွန်တော်မြင်တဲ့အရာပါဆိုတော့ သူတို့ဒီ2008ဒီခြေဦးကသူတို့ကိုယ်တိုင်ရေးဆွဲခဲ့တာပါနော် သူတို့ကိုယ်တိုင် စစ်တမ်းရွှေလက်ထက်မှာပေါ့နော်သူတို့ကိုယ်တိုင်ရေးဆွဲခဲ့တဲ့ဥပဒေကိုကျွန်တော်အမြင်ကတော့သူတို့ကိုယ်တိုင်ပြန်ဖြတ်စည်းလိုက်တာ မှန်တယ် ပြန်ဖြတ်စည်းလိုက်တာအခုနပေါ့နော်ဒီရဖို့ထုံးကြီးပြောသလိုပဲကျွန်တော်တို့ကအစိုးရတရက်ကနောက်အစိုးရတရက်အပြောင်းလဲလုပ်တယ်ပေါ့နော်ဆိုတဲ့အချိန်ကျရင်ဥပဒေဆိုတာသူကတက်သိမ်းပြီးဖြစ်တယ် ချက်သိမ်းတာပဲဒါ နောက်တဲ့ဥပဒေအစ်စ်ကိုပြန်လဲရေးဆွဲရတယ်ပေါ့နော်အဲ့ဒီတော့လည်းကျွန်တော်တို့ဒီဘက်မှာပေါ့နော်နဲ့ပေါ့NLD ပါတီကနေပြီးတော့အနိုင်ရပြီဟုတ်လားဒီပြည်သူ့အစိုးရတက်လာတဲ့အချိန်မှာလည်းကျွန်တော်တို့ဒီ2008ခြေကိုပြင်ဆင်မှုဆိုပြီးတော့ဟုတ်လားလွတ်တော်အတွင်းမှာအကျိတ်နဲ့သူတို့ဆွေးနွေးခဲ့ကြတယ်စူးစမ်းခဲ့ကြတယ်ဒါပေမဲ့ထုံးစံတိုင်းလွတ်တော်မှာအစိတ်သားပါတီရရှိသားဖြစ်တဲ့အတွက် ဘလို့မှမရ ဘလို့မဟုတ်လား စစ်သားလုံးမလုပ်ဘူးဒီလိုမရှိတာအမှန်တကယ်ကဘာပြောရမလဲဒီပွဲဒီကောင်ကဒီဘက်ကျွန်တော်တို့ပြောတာလုံးဝဒီဘက်ရှိမနေဘူး
လွတ်တော်ဆိုတာပြည်သူရွေးကောက်တဲ့အရာလေအရာ မင်းတို့ကဘာလို့လာဝင် ဘာဖြစ်လို့ဒီအစိတ်သားအမြဲတမ်းပါနေတာလဲဒါအဓိပ္ပာယ်ရှိမနေတဲ့တော့ကျွန်တော်တို့ကဒီဟာကိုကျွန်တော်တို့ကဒီ2008ပေါ်ဒီကောင်အခြေခံဥပဒေအကြောင်းကိုပြောရမယ်ဆိုရင်ကျွန်တော်တို့ကတော်တော်ဆိုးရတယ်ဘာလို့အဲ့ချိန်မှာကျွန်တော်နိုင်ငံကနာဂစ်ကြောင့်ဒုက္ခရောက်တယ်အဲ့ချိန်မှာ तू ကပြည်သူဒုက္ခရောက်တဲ့အချိန်မှာတော့ तू ကမရရအောင်လုပ်ပြီးတော့ तू ထွက်ပေါက်နေတယ် तू ကကြိုးစားခဲ့တဲ့အရာကျွန်တော်ဒါလုံးဝလက်ခံလို့ရမရတဲ့အရာဗျာကျွန်တော်တို့ဒါကျွန်တော်ခေါင်းနဲ့မထည့်ဘူးကျွန်တော်ကမနှမ်းပြောလို့2008ပေါ်ဒီကောင်အခြေခံဥပဒေကိုကျွန်တော်တို့ကခေါင်းနဲ့မထည့်ဘူး မှန်တယ် ဘာလို့နောက်ဆုံးကျွန်တော်တို့အခုရီမန်းချက်မှာလဲကျွန်တော်တို့တော်လန်ရေးမှာဆိုရီမန်းချက်တွေရှိကြတယ် Federal Democracy ကျွန်တော်တို့အကုန်လုံးရီမန်းထားတယ်ဒီ2008ပေါ်ဒီကိုအခြေခံဥပဒေက Federal ရဲ့အရာတာတွေတော့မပါဘူးဗျာသူတို့အာဏာရှင်ဒါနောက်ဆုံးပြောရမယ်ဆိုရင်တော့ဒါအာဏာရှင်တွေပဲသူတို့ရေးဆွဲတဲ့တီးတန့်ကြီးဖြစ်နေတဲ့ဥပဒေမျိုးကိုကျွန်တော်တို့ကဘာလို့လက်ခံပါလဲကျွန်တော်တို့အခုဒီຫນွေဦးတော်လန်ရေးပဲပြောအိမ်မှာတော်လန်ရေးမှာဆိုရင်ကျွန်တော်88မှာလည်းရှိခဲ့ဘူးလေခုຫນွေဦးတော်လန်ရေးဖြစ်လာခဲ့တယ်ဖြစ်လာခဲ့ကျွန်တော်တမိုင်းတစ်လျှောက်ကိုကျွန်တော်တို့မြန်မာနိုင်ငံတမိုင်းတစ်လျှောက်တော်လိုင်းတစ်လျှောက်ကိုပြန်ကြည့်တဲ့အခါမှာဒီ new တော်လိုင်းရဲ့ကျွန်တော်တို့အားကောင်းကောင်းနဲ့အချိန်ကောင်းကောင်းနဲ့ကျွန်တော်သွားနေတဲ့အချိန်မှာကျွန်တော်တို့လှုပ်လို့ဖို့အများကြီးရှိတယ်ကျွန်တော်တို့နောက် Federal ရဲ့ဥပဒေပေါ့အဖွဲ့အစည်းကိုအခြေခံဥပဒေကျွန်တော်တို့အများကြီးလုပ်ရမယ်အဲကျွန်တော်တို့တဖြည်းဖြည်းတော့ကျွန်တော်တို့သွားနေကြပြီကျွန်တော်တို့အကောင်းဆုံးကြိုးစားကြပြီပေါ့နော်အကုန်လုံးကတော့Federal ဟောရတာအရာကျွန်တော်တို့ Federal အခြေခံဥပဒေပဲကျွန်တော်တို့သွားမယ်ဆိုရင်တော့ကျွန်တော်တို့အကုန်လုံးဝိုင်းဝနဲ့အကုန်လုံးညီနောင်နေမဟာမိတ်တွေအကုန်လုံးကျွန်တော်တို့အကုန်လုံးဒါညီကိုတွေညီကိုမောင်နှမတွေလို့ပဲကျွန်တော်တို့အကုန်လုံးတူအကုန်လုံးမြတ်တဲ့ကျွန်တော်တို့ဥပဒေဖြစ်ရမယ်အဲ့လိုပုံစံမျိုးနဲ့ကျွန်တော်သွားရမှာဒီဖွဲ့စည်းပုံ2008ဖွဲ့စည်းပုံအခြေခံဥပဒေကြီးတစ်ဖက်သက်ရေးဆွဲတဲ့ဆက်အာဏာရှင်အကြိုက်ရေးဆွဲတဲ့ဟာယူကျွန်တော်တို့ကလက်ခံနေပြီးတော့ပြည်သူကဒါကြီးလက်ခံနေရင်ဘဝကြီးကတန်တရာကြီးကတောက်လျှောက်လဲနေအောင်ပါပဲပြည်သူတွေကိုကျွန်တော်ပြောချင်တာရွေးကောက်ပွဲအကြောင်းကိုနောက်ဆုံးပြန်ပြောမှဆိုရင်ဒီဟာကြီးကိုသူတို့လုပ်နေတယ်ကျွန်တော်နိုင်ငံရေးဒီရွေးကောက်ပွဲကိုကျွန်တော်ဗာရွေးကောက်ပွဲလို့ကျွန်တော်မတတ်မှတ်ဘူးစကားစားပဲခေါ် စစ်လူရွေးပွဲ စကားစားပဲခေါ်စကားမပဲခေါ်ပါတော့ကျွန်တော်ကဒါကိုကျွန်တော်ရွေးကောက်ပွဲလို့ကျွန်တော်မသုံးနိုင်ငံရေးလိမ်ပွဲလို့ကျွန်တော်သုံးနေတာဒါနဲ့ကျွန်တော်တို့တောက်လျှောက်သူလိမ်နေတာဗျကျွန်တော်ပြည်သူတွေအကုန်လုံးသူတို့လိမ်နေတာ ဒိန်နာတက်ဆိုင်နောက်ပြီးတစ်ခုကသူကနိုင်ငံတကာမှာလူရဝင်ခြင်း ဟုတ်တယ် သူကမှလူရဝင်ခြင်း အဲ့ကြောင့်နိုင်ငံရေးလိမ်ပွဲလို့ကျွန်တော်ရွေးကောက်ပွဲမဟုတ်ဘူးနိုင်ငံရေးလိမ်ပွဲဖြစ်သွားတာပေါ့အမေကြီး သူနိုင်ငံရေးမှာဘယ်သူမှအတိမတ်မပြုတ်ဘူးလေအဲ့အတွက်အတိမတ်ပြုတ်အောင်လို့ဆိုပြီးတော့သူကတရားဝင်ခွင့်ရချင်လို့ဒီရွေးကောက်ပွဲကိုကျင်းပတာဒါကလုတ်ပွဲရွေးကောက်ပွဲကျင်းပမယ်ဒီလွတ်လပ်တဲ့ရွေးကောက်ပွဲကျင်းပမယ်ဆိုရင်ဒီမတရားဖန်ဆီးထားတဲ့ဥပမာအမေစုလိုမျိုးခေါင်းဆောင်မျိုးတွေကိုလွတ်ပေးပြီးရင် NLD လိုမျိုးပါတီအကြီးတွေကိုပါဝင်ခိုင်းလေဒါဆိုရင်လွတ်လပ်တဲ့ရွေးကောက်ပွဲဖြစ်မယ်လေသူကအခုကဖန်ဆီးထုံနှောင်ထားတဲ့သူတွေကိုလည်းလွတ်လည်းမလွတ်ဘူးပြီးကြတော့ဒီပါတီကိုလည်းဒီစိတ်ကိုမရှိဘူး ပြီးတော့အင်အားကြီးတဲ့ပါတီကိုလည်းဖျက်သိမ်းပစ်တယ်လေသူကမပုံနေမပေးဘူးလေဘာဖြစ်သူတို့ကြက်ခိုင်ကြီးပဲအနိုင်ပဲလေဒါလုတ်ပွဲကြီးပဲဘယ်လိုပဲလုတ်ပွဲကြီးရွေးကောက်ပွဲက အဆိုင်ပြောပါအောင်ချပါအောင် ကျွန်တော်အနေနဲ့ကတော့ရှင်းရှင်းလေးပဲတရားကြီးကကျွန်တော်တို့လည်းလက်မခံဘူးဒါပေမဲ့တခုရှိတာမှားနေတဲ့ဟာကိုကျွန်တော်တို့စက်မလုပ်ဘူးပြည်သူတွေနေနဲ့လည်းတော်တော်အခက်ခဲဖြစ်တယ်ဘာလို့ဆိုမှားနေတာတီးတီးရဲ့နဲ့ကျွန်တော်တို့ကထားလိုက်ပြကျွန်တော်တို့ကဒီ Federal Democracy ကိုထူထောင်မဲ့လူတွေအဲ့တော့ကျွန်တော်တို့ဖက်ကိုရက်တီဖို့ကလည်းသူတို့အတွက်တတိရှိဖို့လိုတယ် မှန်တယ် ဟုတ်မလားမှန်တဲ့ဟာကိုလည်းလုပ်ဖို့လုပ်ရတဲ့တတိရှိဖို့လိုတယ်မှားနေတဲ့ဟာကိုမြင်နေရက်နဲ့မလုပ်မိအောင်အဲ့ဒါလည်းတတိအနေနဲ့လိုတယ်အဲ့ဆိုတော့ရှင်းရှင်းလေးပဲကျွန်တော်မြင်ရသူ့ဟာတော့သူလုပ်ချင်တဲ့ဟာကျွန်တော်တို့အနေနဲ့ကတော့ဒါကတော့လက်မခံနိုင်ဘူးလေဒါပေမဲ့သူ့ဟာကတော့သူကယုံကြည်ချက်နဲ့သူသွားနေ မဖြစ်အောင်ကိုသူလုပ်နေ သူကတော့သူ မ ရဲ့ ဖြစ်အောင်ကိုသူ ရဲ့ဥတီချက်အတိုင်းသူ့ရဲ့ယုံကြည်ချက်အတိုင်းဟုတ်တယ်မလားသူ့အနောက်မှာဆိုရင်ဘယ်သူဆွဲထည့်တာလဲသူ့ရဲ့အရင်ကပေါင်းပါတယ် ကောင်တွေပဲလဲတဲ့ ဟုတ်တယ်မလားအဲ့သူ့အနေနဲ့ကတော့မဖြစ်အောင်လုပ်မှာပဲဖြစ်သွားရင်လည်းဘာဆက်ဖြစ်မှာလဲဒီတော်လန်ကြီးဆက်သွားနေမှာ ဆက်သွားမှာ အဲ့တော့ကျွန်တော်တို့အနေနဲ့ကတော့ဥပမာလေးတခုပေးချင်တာပေါ့နော်ပြင်းအောင်ဖောင်ဖြက်ဆိုတဲ့တိုက်ပွဲတွေကြားဝင်တယ်မလား ကြားဝင်အဲ့သူတို့ကိုယ်တိုင်ကဖောင်ဖြက်ပြီးလာတဲ့ကောင် ဟုတ်တယ် သိမလားတင်းရင်လည်းတည်ရဒါပေမဲ့ तू ကအဲ့လောက်နဲ့ तू ကရက်မှာမဟုတ်ဘူး तू ကဆက်သွားမှာမယ်အဲ့ကျွန်တော်တို့အနေနဲ့ကလည်းဟိုနောက်ဆန်တင်းနေလို့မရဘူးဟုတ်တယ်မလားတချို့ပြည်သူတွေရှိရအောင်ငါမပါသေးဘူးကွာငါတရားကြီးကိုသိတယ်ဒါပေမဲ့မလုပ်ချင်သေးဘူးဘာလို့လဲငါနောက်မှာမိသားစုတွေရှိဟုတ်တယ်မလားဆက်တဲ့ဖြစ်ဒါကတော့ဒေါ်လာရေးမှာကတော့တီးရတက်ကြဆိုတာရှိတယ်အတီးရနဲ့အချိန်ကကြတော့ဘယ်သူမှမဆောက်ဘူးတချို့ကြရှိရနောက်နှစ်မှနောက်လာမှအဲ့နောက်နှစ်တွေနောက်လာတွေဘယ်သူမှကျွန်တော်တို့မဆောက်ဘူးအဲ့တော့ကျွန်တော်တို့ကပြင်းအောင်ဖောင်ဖြတ်တယ်လို့မျိုးပဲဟုတ်တယ်မလားအဲ့ပြင်းအောင်ကသူဖောင်ဖြတ်တဲ့အခါမှာဘာဖြစ်လဲဆိုတော့သူ့ရဲ့အတူတူပါလာတဲ့သူရဲ့ကောင်းတွေကငါတို့မှပြန်စရာနေရာမရှိဘူးပြန်စရာအိမ်မရှိဘူးတရားကြီးကိုနိုင်မှဖြစ်မှာဆိုတဲ့စိတ်နဲ့တိုက်တော့နိုင်ခဲ့တယ်လीဟုတ်တယ်မလား အဲ့စိတ်ကိုတွင်းလိုက်တာပြင်းတော့အဲ့စိတ်ကိုတွင်းလိုက် အဲ့စိတ်ကိုတွင်းလိုက်တာ
အဲ့စိတ်ကိုတွင်းလိုက်တဲ့ချိန်မှာတကယ်လဲနိုင်သွားတယ်ကျွန်တော်တို့လည်းဒီလိုမျိုးဆက်သွားမှာ မှန်တယ် ဒီရွေးကောက်ပွဲကကျွန်တော်တို့အာယုံထားစရာမလို မှန် ဘူး တယ် ဒီကကျွန်တော်တို့လောက်ကမဲ့ဟာဆက်သွားကမဲ့ဟာဒီထားလိုက်ပြဒွမ်းလေးရပြီးတော့မှာပြီးမှာအချိန်တိုင်းပြီးမှာဒါနဲ့ဘယ်နေပြီးမှာလဲကျွန်တော်တို့လည်းမသိ အ ဘူး တိအကျ အဓိကကျွန်တော်တို့ဆက်သွားမဲ့ဟာကြတော့နောက်ဆန်တင်းနေဖို့မလိုဘူးကျွန်တော်တို့ဆက်လောက်ကမဲ့ဟာကိုလူငယ်ဆိုရင်လည်းလူငယ်မြင်လူကြီးဆိုလည်းလူကြီးမြင်အဓိကကျွန်တော်တို့မှာစူပေါင်းပြီးသွားနေတာကြတော့သိရမလားကျွန်တော်တို့ကလွတ်လွတ်လပ်လပ်လိုချင်တာကျွန်တော်တို့လိုချင်တဲ့အိမ်မက်ကိုကိုယ်တိုင်ဖန်တီးချင်တာအဲ့တော့ကျွန်တော်တို့ရဲ့အမြင်တွေသိရမလားဟိုထားလိုက်ဗျာဟိုတော်လန်ရေးဆိုတာကလည်းဒီမိုကရေစီတော်လန်ရေးဆိုတာလက်နက်ကင်ပြီးတိုက်နေဖို့လည်းမဟုတ်ဘူးကျွန်တော်တို့ကပါဝင်ရမယ့်အခမ်းအနားတွေတီးတီးရှိရ အများကြီး ဟုတ်တယ်မလားတချို့ဆိုရင်ထမင်းဟင်းတွေရောင်းပြီးတော့ကြီးစံတတောက်စာလားစသဖြင့်ဟုတ်တယ်မလားရဲဘော်တွေတော့ထမင်းတလောက်စာလားစသဖြင့်ပါဝင်နေတာတွေတွေ့တယ်ဟုတ်တယ်မလားပါဝင်တာတွေရှိဒါပေမဲ့ဘာလို့ဒီနေ့ဒီချိန်ကြီးအချိန်ကကြက်ကြာပြီးတော့မှအရာမရောက်တာလဲကျွန်တော်တို့ဖောင်မဖြတ်နိုင်ဘူးဟုတ်တယ်မလားဖောင်မဖြ ဒီ တ်နိုင် အ လို့ ချိန်မှာဖောင်ဖျက်ရတော့ ဟုတ်တယ် ဒီအချိန်မှာ ဖောင်မဖျ ကျ က် မ နိုင်လို့ တို့ပြည်သူတွေရဲ့ဟိုအင်တိုက်အားတိုက်ဝန်းရံ ဟုတ်တယ် မှုလိုအပ်တယ်ဒါကျမရှင်းရှင်းလင်းလင်းပဲပြောမယ် အဲ့ဒါအဓိက ဆိုတော့ဒီအချိန်မှာ तू ကလိန်နေပြီဒီဟာကနေ तू တရားဝင်မှုကိုရတော့မယ်သူတို့ကကိုဟိုခေါင်းပေါ်တက်တော့မယ်ကွာခေါင်းဟိုတော့ကတော့ကိုတွေခုခံတယ်ဒါပေမဲ့ဒီအချိန်မှာဆန္ဒမဲပြည်သူစီကနေလာတဲ့ဆန္ဒမဲဒီပြည်သူလူထုအကျိုးကိုပြုတဲ့လူပြည်သူလူထုကိုမျက်နှာမူတဲ့လူအတွက်ပဲဖြစ်ရမယ်ဒါပေမဲ့သူတို့ကပြည်သူလို့သဘောထားတဲ့လူမဟုတ်ဘူး ဟုတ် ပြည်သူကိုစစ်ကြုံလို့သဘောထားတဲ့ကောင်တွေကိုဒီမဲကိုကျမတို့ပေးမှာလားအဓိကဒီမှာကျမမှားချင်တာကပြည်သူလူထုအနေနဲ့လုံးဝပါဝင်ပတ်သက်ခြင်းမပြုဖို့အတွက်မှားချင်တယ်သူတို့အနေနဲ့အကျန်းဟိုဘယ်လိုပြောမလဲဘယ်လိုပဲဖြစ်အောင်လုပ်မယ်ဆိုတဲ့အထဲမှာပါဝင်ခဲ့ရသည်ရှိတော့ဘယ်လိုမျိုးရှောင်ဖယ်နိုင်မလဲဆိုတဲ့နည်းကိုလည်းစဉ်းစားရမယ်ပေါ့နော်ပြီးတော့ကျမတို့မှာထုတ်ထားတဲ့စာတွေရှိတယ်ကျမတို့ညီနောင်တပ်ဖွဲ့အနေနဲ့ထုတ်ထားတဲ့စာတွေရှိတယ်ဘာလဲဆိုလို့ရှိရင်ကျမတို့ဖမ်းမယ်ဒါပဲ ပိုင် ကျမ ဖ တို့ မ်းပါပိုင် ပါရင်ဖမ်းမယ် ကျွန်တော်နေမှာကျွန်တော်တို့တွေ့ရင် ကျမတို့မှာ ဒါပဲရှင်းလေး ပါ ပဲ ရင်ဖမ်းမယ်ဒီဟိုဗာလဲ MUB ပဲဖြစ်နော်ဟိုဘာပဲဖြစ်ဘယ်နိုင်ငံရေးပါတီဘာပဲဖြစ်ကျမတို့ဖမ်းမယ်အရေးယူမယ်ဥပဒေ MSFC အနေနဲ့ဥပဒေတွေလည်းထုတ်ထားတဲ့အတွက်ကြောင့်ဒီရွေးကောက်ပွဲမှာပါဝင်ပတ်သက်တဲ့လူတွေကိုဖမ်းမယ်ပြီးတော့အရေးယူမယ်ဘာလို့လဲဒါကကျမတို့တမိုင်းတရားခံအနေနဲ့ပြောရမယ်ဆိုလို့ရှိရင်ဒီတန်ရာတဲကိုဆက်လဲဖို့အတွက်ဒီစနစ်စိုးကိုအသက်ဆိုးရှည်ဖို့အတွက်ကိုအားပေးတယ်လို့ဖြစ်တယ်မဟုတ်ဘူးနော်ခင်ဗျားတို့မလုပ်သင့်ဘူးနော်လုပ်လို့မရအောင်နော်ဒီ MUB အနေနဲ့လည်းကျွန်မပြောချင်တယ် MUB ပြောရရင် MUB ပဲဖြစ်ဟိုဗာလဲဒီပြောရရင်ပြည်သူလူထုအကျိုးအတွက်တို့ခင်ဗျားတို့တေချာစဉ်းစားနော်ခင်ဗျားတို့ပြည်သူလူထုအကျိုးအတွက်တကယ်ဟုတ်ရဲ့လားပြီးရင်ဒီနိုင်ငံရေးလုပ်တယ်ဆိုလို့ရှိရင်နိုင်ငံရေးပါတီရှိမှာမဟုတ်ဘူးကျွန်မပြောတာလွှတ်တော်ထဲမှာနေရာရမှာမဟုတ်ဘူးခင်ဗျားတို့သွားနေတဲ့လွှတ်တော်ကပြည်သူလူထုသွေးဆိုးနေတယ်နော်ကျမတို့လူငယ်တွေရဲ့အသက်တွေသွေးတွေစိုးနေတဲ့လွှတ်တော်ကိုခင်ဗျားတို့ထိုင်ပြီးတော့နေရာယူမလားနော်မဟုတ်တော့ဘူးနော်ဒါကမဖြစ်သင့်ဘူးခင်ဗျားတို့နိုင်ငံရေးဒါစစ်မှန်တယ်ဆိုလို့ရှိရင်ခင်ဗျားတို့ပြည်သူလူငယ်တွေကိုအားနာပါအားနာတဲ့အစီတော့မဟုတ်တော့အားနာရမယ်အစီတော့မဟုတ်တော့ဘူးမျိုးဆက်ကိုမျိုးဆက်တွေကိုအားနာမျိုးဆက်တွေကို နောက်ထပ်မျိုးဆက်တွေကိုလည်းခင်ဗျာအားနာပြီးရင်ကျမတို့မုံမှာဆိုရှိတယ်နည်းနည်းပါးပါးပေးလိုက်ရင်ရပြီဆိုတဲ့သဘောတရားတွေရှိတယ်ဒါမဟုတ်သေးဘူးကျမတို့ရဲ့ဘဝအစစ်မှန်ဒီထက်ပိုမြည်တဲ့နေရာမှာရှိတယ်ကျမတို့အခုစောက်ကျင်တဲ့ Federal Democracy ဆိုတာဒီလေဒီအခွင့်အရေးပေါ့နော်ဒီအကုန်လုံးကဒန်းလူညီမျှတဲ့အခွင့်အရေးရှိတဲ့နိုင်ငံတော်တရက်ကိုကျမတို့ကတီစောက်ချင်တယ်တွားချင်တဲ့အတွက်ကြောင့်ဒီပွဲမှာကျမတို့တော်လှန်ရေးဘက်ပေါ့နော်ကျမတို့ပြည်သူတွေအနေနဲ့ရောဒီနိုင်ငံရေးတည်တဲ့လူတွေအနေနဲ့ရောဘက်ပေါင်းစုံအကုန်လုံးကတွန်းကြမှာကျမတို့လူချင်းတဲ့ဘန်းနိုင်ကိုရောက်မှာပါဒါအဓိကပဲဒီနေရာမှာအဓိကကျမတို့ပြောချင်တာကတော့ဒီဟာဒီဖက်စစ်လူရေးပွဲဖြစ်တယ်ဆိုတော့ဒုတိယချက်ကဒီကျမတို့ပြည်သူလူထုရဲ့အားလိုအပ်တယ်ပြည်သူလူထုအနေနဲ့ကျမတို့ဒီစကားလုတ်တဲ့အာနာရှင်သက်ဆိုးရှည်စေမဲ့ဒီရွေးကောက်ပွဲဖက်စစ်လူရေးပွဲနော်အလိညာဘာညာဒီဟာတွေအကုန်လုံးမှာဘာမှမပါဝင်ဖို့အတွက်ပြောကြရင်လည်းဒီမှာဟိုကဏ္ဍတစ်ပိုင်းပေါ့နော်ညီနောင်စကဝိုင်းရဲ့ပထမပိုင်းကိုbreak ချတယ်ပေါ့နော်ပြီးတော့ဘာလို့လဲဆိုတော့ နည်းနည်းပိတ်ချင်တယ်ပိတ်ချင်တယ် ရပိတ်ဟို ကျွန်တော်ပြည်သူလူထုပြန်ပြီးပြောမှခါကြတော့ဒါပြည်သူနဲ့ပဲအဓိကပေါ့နော်ရွေးကောက်ပွဲဟိုပြည်သူဘာမှပဲဖြစ်နိုင်တာပေါ့နော်ဒါ
နောက်ဆုံးကျွန်တော်ပြောမယ်အာနာသိန်းတယ်ကျွန်တော်ပြည်သူတွေလမ်းပေါ်ထွက်ကြတယ်ဆန္ဒပြကြတယ်ကျွန်တော်တို့အကုန်လုံးတံမြိုင်နေဟစ်ကြတယ်အကုန်လုံးပေါ့နော်ကျွန်တော်တို့မြန်မာနိုင်ငံမှာပေါ့နော်ကျွန်တော်တို့ဒီစစ်အာဏာရှင်ကပါတယ်အကြောက်တရားနဲ့လုပ်ထားတာကျွန်တော်တို့မကြောက်ကြဘူးအဓိကအကြောက်သူကအမြဲတမ်းကျွန်တော်တို့ဆိုလေဒီစစ်အာဏာရှင်အောင်မှာမွေးဖွားလာတဲ့ကောင်လေးကြီးပဲအကုန်လုံးဘာဖြစ်သူအကြောက်တရားနဲ့ပြည်သူကကြောက်ကြတယ်သူကအကြောက်တရားနဲ့အုပ်ချုပ်မှသူတို့ကပြည်သူအာဏာရှင်ကဒါထုံးစံတိုင်းပဲဒါသူကအကြောက်တရားနဲ့အုပ်ချုပ်တယ် စစ်ကြုံပြု စစ်ကျင်ပြူတာဒါအာဏာရှင်ဆန်တယ်ဒါကျွန်တော်တို့ကဘာလဲဘလို့ဖောက်ထွက်ရမလဲကျွန်တော်တို့អော်ခဲ့တယ်ကျွန်တော်ဆန္ဒပြတော့ဆိုရင်ဒီစစ်အာဏာရှင်ကိုစန့်ကျင်ဖို့ဆိုអော်ခဲ့တယ်ပြည်သူလူထုတွေပါခဲ့တယ်တန်းနဲ့ချီပါခဲ့တယ်ခုလိုချိန်မှာလည်းကျွန်တော်တို့အကုန်လုံးတတိရှိဖို့ပဲအကြောက်တရားကိုကျွန်တော်တွန်းလှန်ရမယ်ကျွန်တော်တောက်လျှောက်ကြီးကျွန်တော်တို့ဘာလဲဆိုတော့ကျွန်တော်တို့အဖေတွေကြောက်ခဲ့တယ်ကျွန်တော်တို့မကြောက်တော့ဘူးကျွန်တော်နောက်ကလေးကျွန်တော်တို့မခံစားအောင်ကျွန်တော်တို့ဘာလုပ်ရမလဲဒါကျွန်တော်တို့ဒါမျိုးဆက်နောက်ထပ် mindset တွေလာရမယ်88ကမျိုးဆက်လာခဲ့တာရှိမယ်ကျွန်တော်တို့ကငွေဥတော်လိုင်းမှာမျိုးဆက်ဖြစ်လာတယ်ကျွန်တော်တို့ဘာဖြစ်လာမလဲကျွန်တော်တို့နောက်ထပ်လူငယ်တွေကျွန်တော်တို့နောက်ထပ်လူငယ်တွေဖြစ်လာမယ်နိုင်ငံသူမှာလူငယ်တွေမဲ့ကျွန်တော်တို့လူငယ်တွေဥဆောင်မှာပဲကျွန်တော်တို့အများစုကပြောတော့သဘောကလူငယ်ကြီးပြောတော့မပြီးဘူးပေါ့တကယ်တမ်းပြောမှဆိုရင်တော့လူငယ်တွေစူးစမ်းကြတယ်လူငယ်တွေငွေဥတော်လိုင်းမှာအများကြီးပေါ်လာကြတယ်ကျွန်တော်တို့အကြောက်တရားတွေကိုကျွန်တော်တို့တွန်းထုတ်လာတယ်ပြည်သူတွေလည်းမကြောက်ကြဘူးအဓိကသူတို့ကမကြောက်ပါနဲ့နောက်ဆုံးပြောမယ်ဗျာဒီရွေးကောက်ပွဲပြည်သူအများကြီးပါကြောက်ကြမလို့ကျွန်တော်တန်း90ကျော်ရှိတယ်ညီမ50တန်းကျော်ရှိတယ်လို့ပြောကြတယ်စီးရင်အင်းတွေကြပြောကြတယ်နော်နောက်ဆုံးပြောမယ်ညီမပြည်ထဲမှာရှိတဲ့တန်း30ရှိမှာလားရှိတယ်ဆိုရင်တန်း40ရှိမှာလားဥမာဆိုတာပေါ့နော်အကုန်လုံးထောင်ထဲမှာမဆန့်ဘူးဗျာနောက်ဆုံးပြောမယ်ဆိုရင်အဓိကညီညွတ်နဲ့အကုန်လုံးပေါ့နော်သဘောကိုကျွန်တော်ပြောပြချင်တာအဲ့ဒါကျွန်တော်တို့အကြောက်တရားနဲ့တောက်လျှောက်ဖိလာတဲ့ဒဏ်တွေကိုကျွန်တော်ဗယ်ဒီခံနေမှာလဲကျွန်တော်တို့လည်းအခုအကောင်းဆုံးဖြစ်လာပြီကျွန်တော်တို့တော်လိုင်းနယ်မြေတွေမှာစူးမိုးနယ်မြေတွေရှိလာပြီကျွန်တော်ထိန်းချုပ်နယ်မြေတွေရှိလာပြီတက်နိုင်တဲ့လောက်တတိရှိကြဘူးပေါ့ပြည်သူလူထုကိုလည်းကျွန်တော်တို့ပြည်သူလူထုထောက်ခံလို့လည်းကျွန်တော်တို့ရဲ့ဒီတော်လိုင်းကြီးကိုအခုလိုအကောင်းဆုံးအရွေးတစ်ခုမှကျွန်တော်တို့ရွေ့လာတယ်လှုပ်လာတယ်ပြည်သူတွေလည်းဒီတဲ့နည်းနည်းလေးတတိလေးပူရှိကြဘူးလေကျွန်တော်ကပြောနေတာပါအဓိကတော့တိုင်ဒီတော်လန်ရေးမှာဆိုရင်ကမ္ဘာသမိုင်းမှာပဲကြည်လိုက်ပြည်သူလူထုပါမှပဲအောင်မြင်တာအခုမှပြရဒီမျိုးတော်လန်ရေးဆိုတဲ့အရွေးဆိုတာလေအားကောင်းနေပြီပြည်သူသားလုံလောက်တော့အနောက်ကနေပါလာပြီဆိုရင်မအောင်နိုင်ကြအကြောင်းမရှိဘူးဒါပေမဲ့ပြည်သူကမပါဘူးလားဆိုတော့ပါတယ်အများကြီးမပါသေးဘူးတချို့တော့ပဲပါသေးတယ်အခုချိန်မှာအကုန်လုံးတက်ညီလက်ညီနဲ့တွန်းလှန်မယ်ဆိုရင်ဘယ်အာဏာရှင်မှမခံနိုင်ပါဘူးတမိုင်းကမ္ဘာတမိုင်းမှာပြန်ကြည့်လိုက်အာဆက်တို့ဘာတို့ကအစဟုတ်တယ်မလားအကုန်လုံးကကျွန်တော်တို့တက်ညီလက်ညီပူးပေါင်းပါဝင်မှုလိုအပ်တယ်ပြီးကြတော့ကျွန်တော်တို့တခုရှိတာလူမျိုးကြီးဝါဒလူမျိုးကြီးဝါဒဆိုရင်ဗျာကျွန်တော်တို့ဗမာလူမျိုးတွေဗျာဗမာလူမျိုးတွေကိုသူကအတုံးချသွားတယ်ဒါကြည့်လိုက်ကျွန်တော်တို့ဆိုရင်ဗျာတိုင်းသားတွေမုန်းကြတယ်ကျွန်တော်ဗမာလူမျိုးတွေကိုသူတို့အတုံးချသွားတာကျွန်တော်တို့ဗမာတွေဘာမှမလုပ်ပဲနဲ့တိုင်းသားတွေကမုန်းနေတာဗျာဒါဟုတ်တယ်မလားဘယ်ပဲသွားဒါသူတို့ကလူမျိုးကြီးဝါဒကိုဗမာလူမျိုးကိုအတုံးချသွားတာသူတို့အကျိုးအတွက်ကိုဒါဗမာလူမျိုးအနေနဲ့လေဘယ်တော့မှလက်ခံလို့မရတဲ့အချက်ကြီးဗျာဗမာလူမျိုးဆိုတာသူတို့ပဲဖြစ်တာမဟုတ်ဒါဗမာလူမျိုးကအများကြီးရှိတယ်ဗျာလူမျိုးစုအများဆုံးပေါ့မြန်မာနိုင်ငံမှာဆိုရင်ပြောရမယ်ဒါတချို့အခုဒီတော်လိုင်းမှာဆိုလဲဗမာလူမျိုးတွေအများစုပါဝင်ကြတယ်ဒီတော်လိုင်းမှာဆိုလဲ PDF တွေပါလာကြတယ်ပြောနေတာဒီကျွန်တော်တို့ဗမာလူမျိုးဒီကောင်ကတမင်သက်သက်အတုံးချပြီးတော့လူမျိုးကြီးဝါတော့နေဝင်းကစပြီးတော့လူမျိုးကြီးဝါတော့စကျင့်သုံးသွားတာဗျာကျင့်သုံးသွားတဲ့အတွက်ကျွန်တော်တို့မှာတိုင်းသားနေမိသွားရင်မျက်နှာငယ်ရတယ်ဗမာလူမျိုးဖြစ်တဲ့အတွက်ဟုတ်တယ်လေကိုလည်းဘာမှလည်းမလုပ်ဝဲနဲ့ကို့မှာအလကားနေနဲ့တိုင်းသားတွေမုန်းတာခံရတယ်အဲ့လိုမျိုးမဖြစ်အောင်ကျွန်တော်တိုင်းသားတွေလက်တွဲညီညီနဲ့ပူးပေါင်းပါဝင်ပြီးတော့အခုဆိုလည်းပါဝင်နေကြပါပြီတိုင်းသားလက်တွဲညီနေပြီဒီအရွေ့အတိုင်းပဲနောက်ကပြည်သူလူထုအားလေးတာနည်းနည်းထက်ဆိုင်လိုက်မယ်ဆိုရင်ဒီတော်လန်ကြီးကအောင်မြင်ပါအဲ့အတွက်ဒီရွေးကောက်ပွဲကိုလည်းပြည်သူလူထုအနေနဲ့မပါဝင်မှုအတွက်ဟိုရတဲ့နီးနေပေါ့စက်နေကြပါတော်လန်ကြပါအဲ့ဒါမှကျွန်တော်တို့ဒီအရွေ့ကြီးကကောင်းမွန်ရွေ့ပြီးတော့ကျွန်တော်တို့လိုချင်တဲ့ဒီမိုကရေစီပန်းနိုင်ရောက်မှာလို့ကျွန်တော်တို့ Federal Democracy ကျွန်တော်တို့ကဒီဟာစီသွားနေပြီဆိုတော့ရိုက်လားရိုက်နော်ကျွန်တော်လည်းနောက်တစ်ခုအချိန်တက်လာပြီတဲ့ဟုတ်ကျွန်တော်ပြောတာအချိန်တက်လာပြီ ပေါ့နော်တချို့ဆိုရင်မေးကြတာပေါ့နော်ဒေါ်လာကြီးကဘာလို့အချိန်ကြက်ကြာနေရတာဟုတ်မလားအဲ့တော့ပြည်သူတွေအနေနဲ့ကျွန်တော်ကမေးခွန်းမေးချင်တယ်တရက်မှာ2 နာရီလောက်ပဲလျှက်စစ်မီးရနေတာဟုတ်တယ်နောက်ပြီးတော့ဂုံစည်းနှုံးနေရအစမတန်ဈေးတက်ပြီးတော့မှဝင်ငွေနဲ့ထွက်ငွေမမျှတာဟုတ်ပြီနော်နောက်တစ်ချက်က
အရက်နဲ့တထင်းထင်းနဲ့အုတ်ကြီးဆိုတဲ့ကောင်ကြီးအော်တာဟောက်တာခံနေရ ဟုတ်တယ် အဲ့ချိန်မှာပြည်သူတွေကသူ့ကိုသွားပြီးတော့ပြစ်တင်ဟုတ်တယ်မလားအဓိကခံနေရတာပြည်သူတွေ ဟုတ်တယ် ပြည်သူတွေခံနေရရင်ကျွန်တော်တို့လည်းခံနေရတာ ဒါပဲ တူပဲ တူပဲ ကျွန်တော်တို့ကပြည်သူကလာတဲ့တူတယ် ဟုတ် ဟုတ်တယ်မ တ လား ယ် ကျွန်တော်တို့ကဒါကိုဂကနနာတီးနေပြီးတော့မှဟုတ်တယ်မလားမလွန်ဆန်နိုင်ဒါမဟုတ် မ တော့ ဟုတ်တော့မဟုတ်တော့မှန်တယ် လူဆိုတာတစ်ခါပဲတည်ရမယ်ကျွန်တော်တို့လည်းချိန်တိုင်းတည်ရမှာပဲဒါမဲ့တမိုင်းလာ ဘ လာ ယ်လို နဲ့ ဘယ်လိုတည်မလဲ တ ဘယ်လိုတည်မလဲဒါရွေးချယ်ခွင့်ရှိ ကျမ တယ် ကတော့ဟိုရေရေဝူဝူတည်ဟိုတမိုင်းလာလာနဲ့တည်ပါပါ လူဆိုတာတည်မျိုးကြီးပဲဒါပေမဲ့ကိုကဘယ်လိုမျိုးတည်မလဲအဲ့မှာရွေးချယ်ခွင့်ရှိတယ်ဟုတ်တယ်မလား ကျွန်တော်တို့ကတော့ဒီမှာဆိုရင်ကျွန်တော်တို့ဟိုပြောပြကျွန်တော်တို့ခံယူချမ်းနဲ့ကျွန်တော်တို့ထွက်လာပြီတော်လန်နေပြီဒါပေမဲ့တချို့ကခံနေရတဲ့တူတွေကသိတယ်မလားခံနေရဆိုဘယ်လိုမျိုးအဲ့လိုဆက်လက်ပြပေါ့တရက်မှ2 နာရီပဲမီးရတယ်နောက်ပြီးတော့ဟိုပတ်စံရှိရင်ကြိုက်တာလုပ်လို့ရပြီးတော့ပတ်စံမရှိရင်ဘာမှအရာမဝင်တဲ့လူတွေကလာပြီးတော့မေးကြတာတွေရှိတယ်ဒေါ်လာကြီးကဘယ်တော့မှပြီးမှာလဲ ဟု ဆက် တ် လက်ပြ နေဘူးနော် ဒါကတော့မေးခွန်းနောက်တစ်ခုရှိသေးတယ်ဒေါ်လာကြီးဘယ်တော့ပြီးမယ်ဆိုတာထက်ကျွန်တော်တို့ဘာကိုဒေါ်လာနေရတာလဲ อืม ကျွန်တော်တို့တော်လန်နေရတာဒီဟာကြီးတစ်ခုထင်းထင်းမြင်နေရပြီအဲ့ဟာကြီးမရှိရင်ကျွန်တော်တို့ဘာလုပ်နေရတဲ့အချိန်လဲဆိုတာကိုမြင်စေချင်တယ်ဟုတ်တယ်မလားတချို့ဆိုရှိတယ်တော်လန်ရေးပြီးရင်ဘာဆက်ဖြစ်မှာလဲအဲ့ဒါထားအောင်ကျွန်တော်တို့ဘာကိုအဓိကတော်လန်နေတာလဲဟုတ်တယ်မလားအခုဆိုရင် तू ကအာနာထိမ့်မယ်6လတစ်ကြိမ်ထိမ့်ခုနဲ့9နှစ်ကိုပြည့်တော့မှာ ယာယီသမရရ ဟုတ်တယ်9နှစ်ပြည့်တော့အဲ့9နှစ်ပြည့်လာတဲ့အချိန်မှာကျွန်တော်တို့လည်းတည်နေပြီဟုတ်တယ်မလားပြည်သူတွေနေနဲ့အားလုံးမြက်ဝါးထင်ထင်မြင်နေရပြီဒါမှမကျွန်တော်တို့ဘာလို့မလွန်ဆန်နိုင်ရတာလဲဟုတ်တယ်မလားပြည်သူတွေပဲရှိတာမဟုတ်ဘူးကျွန်တော်တို့အနေနဲ့ရှစ်ထွက်ပြီးတော့မှဒါကိုဥဆောင်နေပြီးဟုတ်တယ်မလားအနောက်ကနေလိုက်ပါဖို့ပဲအဓိကကျွန်တော်တို့ကခုနပြောလိုက်တယ်လို့ပဲမှန်နေတော့မှအမှန်တရားဘက်ကိုရဲရဲဝိုးဝိုးရည်တည်တဲ့တက်တီမှားနေတော့မှအဲ့အမှားကိုမလုံးမိဖို့ကအဲ့ဒါအဓိကရေးကြည့်ရပါတော့ သူတို့ကဟိုလည်းပေါ့ဘယ်လိုဖြစ်လဲဆိုတော့အခုကကျွန်တော်တို့ဒီသုံးတက်တဲ့အနေထားပါနော်ပြည်သူကလည်းကျွန်တော်တို့ဒီတော်လိုင်းကြီးအစမှာတော့ကတော့အင်းနဲ့အားနဲ့အားတက်တယ်ရောပါဝင်လာတယ်အဲ့ဒါကလည်းဘာဖြစ်လို့လဲဆိုတော့ဘယ်လိုပေါ့ဒီနေ့ကတို့အရှိမနေခဲ့တဲ့9နှစ်တာရဲ့အရသာပေါ့ဒီမိုကရေစီပေါ့တိတိလေးပဲရှိပါသေးတယ် မှန် ဒီ တယ် 9နှစ်တာရဲ့အရသာလေးအပေါ်မှာတည်ငြိမ်ကာစပေါ့နော်စပြီးတော့ခြေပြူကာစလေးမှာ လမ်းလေးစချောက်တက်ယုံပေါ့ပြောမယ်ဒီမိုကရေစီကိုစပြီးရှောက်တက်ယုံပဲရှိဦးတော့ သူ့ရဲ့အရသာလည်းတည်တယ်ဗျာသူ့ရဲ့တည်တယ်လားပြည်သူတယောက်ရဲ့လွတ်လပ်ပိုင်ခွင့်အရသာကိုလည်းသူတို့စပြီးခန်းစားလာတဲ့အချိန်မှာသူတို့ကဒီလိုအာနာကိုတော့ထိန်းတယ်လို့သူတို့ပြောတာနော်တကယ်တော့အာနာသိမ်းလိုက်တယ် လိမ့်တာပါပဲ ပြည်သူလူထုကနေပြီးတော့တခန်းနဲ့အားပေးပြီးတော့ရွေးချယ်ရတဲ့မဲဗျာစနစ်အမှန်ကြီးနဲ့ဗျာဟုတ်လားဒါကြီးကိုတည်တည်ကျကျလှုပ်ထားတဲ့ဥစ္စာမှာသူတို့ကကောက်ချက်ပါကြတယ်ဆိုတော့မဲလိန်လို့ပါဆိုပြီးတော့ကောက်ချက်ချက်ပြောအားလုံးဟာသားတယ်ဖြစ်လာတော့ရင်းနဲ့ဟာပါလဲဆိုတော့တပတ်ရီရမလို့လားငိုရမလို့လားတိတာဒေါသဖြစ်ရတော့မှလားဆိုတော့အခန်းကဏ္ဍလေးဖြစ်ရင်းနဲ့နောက်ဆုံးတော့ဘာဖြစ်လို့ဆိုတော့ကျွန်တော်လောက်မထွက်ပြီးတော့ကျွန်တော်ဆန္ဒတပြတဲ့အနေထားကိုကျွန်တော်တို့ရောက်လာတယ်โอเคအဲ့ဒီချိန်ဒီလဲကျွန်တော်တို့အဆင်ပြေနေသေးတယ်ပေါ့နော်ပြည်သူနဲ့တသားတည်းရှိတယ်အဲ့ဒီမှာတော့ဘာဖြစ်လဲလို့ဆိုတော့ကျွန်တော်တို့နေပြီးတော့ဥကောင်းကလေးမလေးကိုဖြစ်ခံလိုက်ရတာနေစပြီးတော့ပြည်သူရဲ့အုံကြွမှုပေါ့နော်သူတို့တုံးဆွဲတာပေါ့တကယ်ပြည်သူရဲ့စိတ်ထဲကနေပြီးတော့သူတို့ကပြည်သူတယောက်အနေနဲ့လက်မတက်ပြီးတော့ဘာလက်နဲ့မှမပါဘဲနဲ့ငြိမ်းချမ်းစွာဆန္ဒပြနေတာလေဟုတ်လားဒါကြောင့်မို့ကျွန်တော်တို့တိကျပြန်ပြီးတော့ပြည်သူနဲ့ကျွန်တော်တို့ကြားမှာလဲကျွန်တော်တို့အခုပြည်သူကိုကျွန်တော်တို့ဒီရွေးကောက်ပွဲရဲ့အတူအောင်ရွေးကောက်ပွဲကြီးကိုအာမပြဘူးဆိုတော့ပြောတဲ့နေရာမှာလဲကျွန်တော်တို့ကအခန်းကဏ္ဍနှစ်ရတော့ကျွန်တော်တို့စဉ်းစားပြရမှာပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ဟုတ်ပြီကျွန်တော်တို့ဒီကိုရွေးချယ်ထားတဲ့ဒီတော်လိုင်းလမ်းစဉ်ပေါ်မှာရောက်ရှိနေပြီဖြစ်တဲ့အတွက်ကျွန်တော်တို့ကနေပြီးတော့ပြည်သူအားပြုပြီးတော့ပြည်သူအတွက်ဆိုပြီးကျွန်တော်တို့လုပ်နေတယ်ပြည်သူကလည်းအတွင်းထဲမှာရှိနေတဲ့ပြည်သူတချို့ကလည်းဘာဖြစ်လဲအကြောက်တရားကအခုအချိန်ဒီကိုသူတို့ကကင်ဆွဲတာဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့သတင်းတွေမှာလည်းဖတ်နေရတာလေအကြောင်းရှိအကြောင်းရှာဟာလား PDF ထောက်ဖွဲ့ပါတယ်ဆိုပြီးတော့ဟာလားတကယ်လဲကြကြနာနာဂဂနာနာသိတာမဟုတ်ဘူးစောကောပြီးရင်အသက်ပြတ်မပါအဲ့ဒါကသူတို့ရဲ့လှုပ်ထုံးလုံနီလိုကျိုးလို့စဉ်လုပ်ငန်းစဉ်လည်းဖြစ်တယ်အများနဲ့ရိုက်သွင်းနေတာအကြောက်တရားကိုအကြောက်တရားအများနဲ့ရိုက်သွင်းနေတာဖြစ်တဲ့အတွက်ပြည်သူကကျွန်တော်တို့တော်လိုင်းရေးကာလနည်းနည်းကြာလာတဲ့အများသူတို့ကအကြောက်တရားပို့ပြီးတော့ ကြောက်တရား ကြီးစိုးလာတော့เนาะဒါပေမဲ့ကျွန်တော်တို့ဒီနေ့တီချိန်ထိပေါ့เนาะကျွန်တော်တို့ရက်တီနေတယ်ဆိုတာလေဒီပြည်သူရဲ့ဒီထောက်ပတ်မှုဝန်ရံမှုအားပေးကူညီမှုကြောင့်ပဲကျွန်တော်တို့ကဒီနေ့တီချိန်ထိရက်တီနိုင်နေတာအဲ့တော့ကျွန်တော်တို့စင်ကြီးတကောင်လုံးမြူလာပြီဗျာစင်မီလေးရောက်တော့ကျွန်တော်တို့အစ်မခံနိုင်တော့ ဟုတ်တယ် ကျွန်တော်တို့
ဒီတော်လိုင်းတပ်ဖွဲ့ဝင်အသီးသီးတွေနေမီတိတအသီးသီးတွေမှာကျွန်တော်တို့တွေအုပ်စုလာနိုင်ပြီထိန်းချုပ်လာနိုင်ပြီဟုတ်လားကျွန်တော်တို့ထိန်းချုပ်တဲ့နေမီတဲ့ကပြည်သူတွေဆိုရင်လည်းငင်းငင်းကြဲကြဲနဲ့အေးအေးကြဲကြဲနဲ့အကြောက်တရားကင်းတဲ့သူတို့မှာနေထိုင်ခွင့်ရနေပြီဒါတော့ကျွန်တော်တို့ဒီဥတီထားတယ်နော်ဖက်ဒရယ်ဒီမိုကရေစီဆိုတဲ့စနစ်ကိုအပြည့်အဝကျွန်တော်တို့မလုပ်ရသေးဘူးဒါပေမဲ့ကျွန်တော်တို့ကိုယ်တိုင်စပြီးတော့ကျင့်သုံးနေပြီဆိုတော့လေကျွန်တော်ပြည်သူကို message ပေးခြင်းနဲ့ကျွန်တော်တို့တပ်ဖွဲ့ဝင်ချင်းချင်းကြားမှာရဲဘော်ရဲဘက်ချင်းချင်းကြားမှာကျွန်တော်တို့ကသွားနေတဲ့ပုံစံတွေပြီးရင်ပြည်သူနဲ့တပ်ဖွဲ့ကြားမှာတော်လိုင်းတပ်ဖွဲ့တွေကြားမှာသွားနေတဲ့ပုံစံတွေကကျွန်တော်တို့ကအာဏာရှင်စနစ်နဲ့တော့ကျွန်တော်တို့မတော်ဘူးတိုင်ပင်ညှိနှိုင်းတယ်ဆွေးနွေးတယ်ပြည်သူရဲ့မေတ္တာကိုခံယူတယ်ပြည်သူရဲ့လမ်းပြမှုကိုကျွန်တော်တို့ခံယူတယ်ပြီးရင်ကျွန်တော်တို့ပြည်သူနဲ့အတူတသားလေးရက်တည်ပြီးတော့ကျွန်တော်တို့ဒီလုပ်ငန်းစဉ်ကိုပုံဖော်နေတဲ့အချိန်မှာအခုဘာမဟုတ်တဲ့သူ့ရဲ့အာဏာတည်တံ့ခံမြဲရေးဟာလားသူတို့အာဏာရှင်တွေရဲ့အသက်ဆက်ရေးသူတို့ရဲ့သားသမီးတွေရဲ့နော်ရေးအတွက်ဟာလားဘဝကြီးတစ်ခုလုံးအသေးခံနာမည်ကြီးအပြက်ကံပြီးတော့ဟာလားဟိုခုနပြောသလိုပဲကိုထုံပြောသလိုပဲဟာလားနိုင်ငံတကာမှာဝင်ဆန့်ကျင်နေတယ်တော့စိတ်ကြီးပေါ့ပြီးတော့အဲ့တဲ့ပူဆိုတာကသမ္မတယူတာပေါ့ဗျာဟုတ်လားအဲ့တော့ကျွန်တော်တို့ပြည်သူတွေလည်းကျွန်တော်ဗာပြန်ပြောချင်တယ်ဆိုတော့ပြည်သူတွေကအကြောက်တရားကြောင့်မဲပေးလိုက်တာနဲ့တပည့်နဲ့သိကြတဲ့ဒီကောင်ဟာသမ္မတယူအဆင့်ကိုကျင်းတွေကိုသူလမ်းဖောက်တော့မှာသူကတော့ရှင်းတယ်နောက်ပဲလက်မကောင်းမဟုတ်ဘူးသူကရှင်းတယ်သူစတယ်သူပြောတဲ့စကားရှိတယ်လေသူမလုပ်ရတာဘာမှမရှိပါဘူးဆိုတာတကယ်လို့မှာအဲ့ဒါ2015နော်ဒါတော့တကယ်ပြောခဲ့ပြီလေတိကျပြသုံးသက်ကြည့်ပါတကယ်လည်းလုပ်နေပါတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကတော့ဒီစကားကောင်းရနေပြီးတော့ပြည်သူကိုတဆင့်အပိစကားလည်းပြောတာဖြစ်တယ်လို့ကျွန်တော်တို့ဟိုနေပါတော့ဒီအတွေ့အကြုံရွေးကောက်ပွဲကြီးနဲ့ပတ်သက်ပြီးတော့သိရှိစေနေတဲ့စကားလေးတစ်ခေါက်ကတော့နေပါတော့အယူကိုနေပေးမလို့နဲ့မိတို့ပေးမကိုင်းနဲ့နော်အဲ့စကားလေးပဲဆိုတော့နေပြောချင်ပါဆိုတော့ဒါကျွန်တော်တို့ပထမပိုင်းပေါ့နော်ဒီရွေးကောက်ပွဲနဲ့ပတ်သက်ရွေးကောက်ပွဲမဟုတ်ဘူးဖက်စစ်လူရေးပွဲနဲ့ပတ်သက်ပြီးတော့ပြောတဲ့ပထမပိုင်းဖြစ်တယ်ပေါ့နော်ဒီနောက်ဆုံးပိတ်အနေနဲ့ကျွန်မပြောချင်တာကကျွန်မလည်းပြောချင်သေးတယ်ဘာလဲဆိုတော့ပြည်သူဒီအရှင်ဘီရင်ဖြစ်တယ်ပြည်သူလူထုဒီအရှင်ဘီရင်ဖြစ်တယ်ပေါ့နော်ဒါပေမဲ့ဒီစစ်အုပ်စုဒီကျန်းဖက်စစ်ကောင်စီကပြည်သူလူထုကိုအရှင်ဘီလို့ထားမှာမဟုတ်စစ်ကြုံလို့ထားမှာစစ်ကြုံလို့မှန်တယ်ဆိုတော့ဒီဖက်စစ်လူရေးပွဲမှာလုံးဝပါဝင်ပတ်သက်ခြင်းမပြုဖို့အတွက်ကိုနောက်ဆုံးပိတ်မှာကြားရင်းနဲ့ကျမတို့ရဲ့ပထမပိုင်းစီစဉ်ကိုဒီလောက်နဲ့ညှနာလိုက်ပါတယ်ဆိုတော့ကျမတို့ဒုတိယပိုင်းအနေနဲ့ညီနောင်တက်ဖွဲ့အကြောင်းကိုတွားကြမှာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်တင်ပါတယ်